ပွင့်လန်းလာသမျှအရာအားလုံးဟာညှိုးနှွမ်းသွားဖို့ကြံပါလာမယ်ဆိုရင်ရှင်ရဲ့အကြောက်ပါဆုံးအခိုက်အတန့်ကိုသွေးရောင်လွှမ်းတဲ့အလှတရားအဖြစ်ကျမသိသိထားလိုက်မယ်အရန်ကိုအရိုင်းဆန်တဲ့အရာတစ်ခုမှတော့အလှတရားအဆက်အပြောက်လေးတွေရှိနေနိုင်ပါသေးတယ်ငါနဲ့ကိုကဲထုတ်ပေးမယ်ဟာနာဘီဆာမရှင်ကျမစီနောက်ဆုံးတော့ရောက်လာခဲ့ပြီပဲဒီယူသူမတွေဒီမှာတွေစောင့်ကြနေဟဲ့ရလားနောက်ဆုံးတော့ကျမစိတ်လှုပ်ရှားလို့တုံနေပြီပြင်းထန်လိုက်တဲ့တပ်ဖြတ်လို့စိတ်ဒါဆိုဟန်နာဘီဆာမဟီရိုရာကိုနောက်ဆုံးတော့နားလည်သွားပြီလို့ဆိုလိုတာလားရွေးချွေးလိုက်တာလာပါလိုက်တာကျမတို့မရောက်ချင်းမရဲမှာခြောက်ရအတူရှိနေနိုင်တော့မယ်ရှင်ရဲ့ခြောက်ရပွင့်လန်းမှုကျမပေါ်ချပေးလိုက်ပြရစေ